တောင်တန်းများရဲ့နှလုံးခုန်တန်းကိုနားဆင်ခြင်းတိတ်ဆိတ်ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်မှာတောက်တောက်ဆိုတဲ့စီးချက်ကြရေကြတန်းလေးကိုကြားနေရပါတယ် Little Forest Storyverse warmly welcomes you. မင်္ဂလာပါလူချင်းမင်္ဂလေးတို့ရေ Little Forest Storyverse ကနေကြိုဆိုလိုက်ပါတယ်တခါတော့ကစောင်းမနက်ခင်းရဲ့နှင်းငွေလေးတွေဝေဝါးနေတဲ့တောင်ပေါ်ရွာလေးတွေပါရှိတဲ့ရွှေဝါရောင်နေကြီးနုနုလေးတွေကတောင်တန်းကြီးတွေပေါ်ကြားရောက်လာချိန်မှာအဖိုးအိုတယောက်နဲ့ညီးငယ်လေးတို့ဟာတေကရစ်လေကွင်းလေးတွေစီအတူတူလမ်းလျှောက်လာကြပါတယ်တိတ်ဆိတ်ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်မှာတောက်တောက်ဆိုတဲ့စီးချက်ကြရေကြတန်းလေးကိုကြားနေရပါတယ်အဲ့ဒီအချိန်မှာညီးငယ်လေးကအဖိုးအိုကိုမေးလိုက်တယ်အိုးလေထဲကိုရေသွင်းမှုမြို့မှာလိုစူညံတဲ့ရေစုပ်ဆက်ကြီးတွေမဲနှက်နေတဲ့ပလတ်စတစ်ပိုင်လုံးကြီးတွေတုံးလိုက်ရင်ပုံမလွယ်ဘူးလားယင်အဖိုးအိုကပြုံးလိုက်ရင်လက်ဆက်တဲ့တောင်ပေါ်လေးကိုတဝါကြီးရှူသွင်းလိုက်ပါတယ်လူတွေဟာတဘာဝတရားကိုအနိုင်ကျင့်ဖို့အမြဲကြိုးစားနေကြတယ်မိလေးရဲ့ဒါပေမဲ့တကယ်အကောင်းဆုံးအင်ဂျင်နီယာပညာဆိုတာတဘာဝတရားကိုအနိုင်ယူတာမဟုတ်ပဲသူ့ရဲ့အတန်ကိုသေချာနားထောင်ပြီးလာရောညီထွေနေထိုင်တာပါပဲအိမ်တော့အဖိုးအိုကလက်ဝင်းဘေးမှာတွေ့တန်းထားတဲ့ထက်ချမ်းခွဲဝါးပြုံရှိကြီးတွေကိုလက်ညှိုးထိုးပြပါတယ်ဒီဝါးပြုံလေးတွေကရိုးရှင်းပုံရပေမဲ့အသက်ဝင်နေတဲ့သွေးကြောစနစ်ကြီးတစ်ခုလိုပဲဘိုးဘိုးတို့ကရေရဲ့ဖိအားကိုခံနိုင်ရရှိဖို့အထူအပါတင့်တော်တဲ့ဝလုံးတွေကိုရွေးချယ်ရတယ်ထက်ချမ်းခွဲထားတော့လေဝင်လေထွက်ကောင်းပြီးတန်ရှင်းရဲ့လောက်ရလွယ်တယ်လို့ဝစစ်တွေကိုစနစ်တကျဖောက်ထုတ်ထားတော့ရေစည်းနှုံးကိုလည်းပုံမှန်ဖြစ်အောင်ထိမ့်သိမ်းထားနိုင်တယ်လေမိငယ်လေးကဝါးပြုံလေးတွေရဲ့အဆက်နေရာကနေရေလေးတွေတစိမ့်စိမ့်ကျဆင်းနေတာကိုတွေ့တော့စိုးရိမ်တကြီးပြောလိုက်ပါတယ်ဟိုဟိုမှာရေတွေယုံနေတယ်ဒါကချိုးရင်းချက်မဟုတ်ဘူးမြည်ရဲ့အဖိုးအိုကရေမိုးရင်းရှင်းပြပါတယ်ဝါးပြုံတွေကိုတစ်ပင်မြစ်တွေရေညှိတွေနဲ့ဆက်ထားတာမို့တမင်တက်တက်ကိုနေနေချင်းစိတ်ထွက်ခွင့်ပေးထားတာဒီလိုစိတ်ထွက်လာတဲ့ရေလေးတွေကဘေးနားကမြေကြီးတွေကိုအာဟာရဖြစ်ပြီးတဲ့သွေးကြောမြေလေးတွေလိုအလုံးလုံးပေးတယ်လေရေတဟုန်ထိုးဆင်းလာချိန်မှာအရှိန်ကိုထိမ့်ပေးနိုင်အောင်လဲရေခံကန်လေးတွေအဆင့်ဆင့်ဖန်တီးထားသေးတယ်အရေးအကြီးဆုံးကတော့တောင်တန်းကြီးရဲ့နှလုံးခုန်တန်းနဲ့အသက်ရှူတန်းကိုနားလည်ဖို့ပဲတောင်ပေါ်စမ်းရေပေါက်လေးတွေကနေရေတွေဘလို့ထွက်ပေါ်လာတယ်လဲဘယ်ချိန်မှာရေစိမ့်ထွက်လာတတ်တယ်လဲဆိုတာကိုလေ့လာရတယ်ရေကိုအတင်းအကျပ်လမ်းကြောင်းပြောင်းတာမျိုးမလုပ်ပဲတောင်ဆောင်ရဲ့စင်ချေလျှောအတိုင်းရေဆွဲအားကိုသုံးပြီးတဘာဝရဲ့စီးချက်အတိုင်းစီးဆင်းစီတာပေါ့အဖိုးအိုကမျက်စိမိတ်ပြီးရေစည်းတန်လေးကိုနားထောင်ရင်းဆက်ပြောပါတယ်ဒီဝါးပြုံလေးတွေထဲရေစီးသွားတဲ့အခါထွက်ပေါ်လာတဲ့အတန်လေးဟာဂီတတန်စင်တစ်ခုလိုပဲဘိုးဘိုးတို့ကအဝေးကနေဒီတေးတန်လေးကိုနားထောင်ရုံနဲ့တင်ရေသွဲစနစ်ကောင်းမကောင်းကိုသိနိုင်နေပြီကွညီငယ်လေးကအဖိုးအိုရှင်းပြတာကိုသဘောကျစွာကောင်းငိမ့်လိုက်ပါတယ်ဒါဆိုဒီဝါးပြုံလေးတွေကပလတ်စတစ်ပိုက်တွေလိုမြေကြီးကိုအစိမ့်မသိမ့်စေဘူးပေါ့နော်မှန်တာပေါ့မြည်လေးရဲ့ခင်မီ digital စက်ပစ္စည်းတွေတက်တဘာဝစမ်းရည်ပေါက်လေးရဲ့နှလုံးခုန်တန်းကပိုပြီးယုံကြည်စိတ်ချရတယ်မြို့ကြီးတွေမှာရေလွှမ်းမိုးမှုတွေကိုဖြေရှင်းဖို့ကြိုးစားနေကြတဲ့အချိန်မှာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကတည်ရှိခဲ့တဲ့ဒီဝါးရည်သွဲစနစ်လေးဟာကမ္ဘာမြေအတွက်အဆင့်အမြင့်ဆုံးနဲ့အတန်ရှင်းဆုံးနည်းပညာတစ်ခုဖြစ်နေစေပဲနေမင်းကြီးတဖြည်းဖြည်းမြင့်တက်လာချိန်မှာတော့ကြမ်းတမ်းရှုပ်ထွေးလာတဲ့တောင်ကျရေစီးကြောင်းလေးဟာတဘာဝရဲ့စီးချက်နဲ့အညီအသက်ဝင်နေတဲ့ဝါးပြုံလေးတွေထဲမှာတေးဂီတတပုတ်လိုတွင်စီးစင်းရင်တောင်အောက်ကဂျိုင်ဝမ်းလေကွင်းလေးတွေစီအသက်ဆက်ပေးဖို့ခရီးဆက်နေပါတော့တယ်တဘာဝတရားကိုမဖြတ်စည်းပဲသဟဇာတဖြစ်အောင်နေထိုင်ခြင်းကသာလူသားတွေအတွက်အလှပဆုံးသောအင်ဂျင်နီယာပညာရပ်တစ်ခုဖြစ်တယ်ဆိုတာဒီတောင်တန်းကြီးတွေကသက်သေပြနေပါတော့တဲ့ကွယ်ဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲလူကြီးမင်းကလေးတို့တွေတောင်တန်းတွေစီခရီးတွေထွက်ဖြစ်တဲ့အခါတဘာဝရဲ့ဂီတတန်စင်လေးတွေကိုသတိတရနားထောင်ကြည့်ခဲ့ကြပါဦးနော်
နောက်ပုံမြင်လေးတွေမှာတဘာဝတရားနဲ့တွေ့ဆုံရင်းနှီးဖို့ Little Forest Storyverse Channel လေးကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်